အားလုံးပဲမင်္ဂလာပါဝေပြချို Sport Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA အနေထုတ်ပြန်ထားတဲ့ FSR စီမင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ် FSR စီမင်းဆိုတာကဘောလုံးကလပ်တွေအနေနဲ့သူတို့အသင်းရရှိတဲ့ဝင်ငွေထက်ပုံမှန်မသုံးစွဲစေဖို့နဲ့ကလပ်တွေရဲ့ဒီရှိဘဏ္ဍာရေးတည်ငြိမ်မှုကိုအာမခံနိုင်ဖို့ဖြစ်ပါတယ် FSR ကဥရောပကလပ်တွေရှင်ပြိုင်တဲ့နေရာမှာမျှတမှုရှိစေဖို့ရည်ရွယ်ချက်နဲ့ထိန်းကျောင်းတာလည်းဖြစ်ပါတယ်FSR ရဲ့အဓိကချက်တွေကတော့ဝင်ငွေနဲ့သုံးငွေမျှတစေဖို့ဖြစ်ပါတယ်။ကလပ်တွေကသူတို့တင်ရဲ့ဝင်ငွေထက်ပုံသုံးလို့မရဘူး။2022ခုနှစ်မှာ UEFA ကနေ Financial Sustainability စီမင်းအသစ်ပြောင်းလဲခဲ့ပြီးတဲ့နောက်မှာတော့ကလပ်တွေအနေနဲ့2023-2024မှာဝင်ငွေရဲ့90%ရာခိုင်နှုန်း24-25မှာဝင်ငွေရဲ့80%ရာခိုင်နှုန်းနဲ့ခု2025-26မှာဝင်ငွေရဲ့90%ရာခိုင်နှုန်းကိုကစားသမားတွေရဲ့လစာတွေအေဂျင့်အခကြေးငွေတွေနဲ့ပြောင်းရွှေ့ကြေးတွေအတွက်သုံးစွဲခွင့်ရှိပါတယ်။နောက်တစ်ချက်ကတော့ဘဏ္ဍာရေးတည်ငြိမ်မှုနဲ့အကျွေးထိချုံရေး FSR ကကလပ်တွေကိုမတက်နိုင်တဲ့အကျွေးနော်နဲ့မရောက်စေဖို့အတွက်ဖြစ်ပါတယ်။2009ခုနှစ် UEFA ရဲ့ system အရဥရောပကလပ်665တင်းရှိတဲ့အထက်မှာထက်ဝက်ကျော်ကဘဏ္ဍာရေးဆုံးရှုံးမှုနဲ့ရင်ဆိုင်နေရပြီးတော့ကလပ်အသင်း20%ရာခိုင်နှုန်းကဘဏ္ဍာရေးအနေနဲ့ရင်ဆိုင်နေရတဲ့အကြောင်းကိုဖော်ပြခဲ့ပါတယ်။ FSR စီမင်းကအပဿနာတွေကိုဖြည့်ရှင်းစေဖို့ရည်ရွယ်ပါတယ်နောက်တစ်ချက်ကတော့ပြန်ရမှာမျှတစေဖို့ချမ်းသာကြွယ်ဝတဲ့တထေးတွေပန်ဆိုင်တဲ့ကလပ်တွေကသူတို့ရဲ့ငွေကြေးအင်အားကိုအထင်းချိုးမရှိအသုံးပြုပြီးတော့ပြန်ပွဲတွေကိုမလန်းမိုးစေဖို့အဆက်အောက်ကကောက်ွယ်ပါတယ်ဥပမာအနေနဲ့ Man City နဲ့ PSG အသင်းတွေကကြီးမားတဲ့ငွေကြေးပမာဏတွေသုံးစွဲခဲ့တဲ့အတွက် FFP စီမင်းပေါက်ပြတ်မှုနဲ့စုံစမ်းစစ်ဆေးခံခဲ့ရပူပါတယ် FFP စီမင်းပေါက်ပြတ်မှုအတွက်ပြည်နယ်တွေကတော့ငွေဒဏ်ဥပမာအနေနဲ့ PSG အသင်းက2014ခုနှစ်မှာငွေဒဏ်ယူတန်း60ပေးခဲ့ရပူပါတယ်နောက်တစ်ချက်ကတော့ပြောင်းရွှေ့ကြီးကန့်သတ်ချက်တွေပြည်နယ်အနေနဲ့ချမှတ်ခံရပါမယ်နောက်တစ်ချက်ကကစားသမားယူတဲ့ချွတ်ချတာတွေကိုလုပ်ပါမယ်ဥပမာအနေနဲ့ UEFA ပြိုင်ပွဲတွေမှာဝင်ရောက်ရှိပန်တဲ့အချိန်မှာကစားသမားရေတွက်ကိုကန့်သတ်ခံရတာမျိုးဖြစ်ပါတယ်နောက်တစ်ချက်ကတော့ UEFA ပြိုင်ပွဲတွေကနေပိတ်ပင်ခံရတာမျိုးဖြစ်နိုင်ပါတယ်ပရီးမီးယားလိရဲ့ဗန်နန်ရေးစီမင်း PSR နဲ့ကွာခြားချက်တချို့ကိုလည်းတင်ပြပါမယ် UEFA ရဲ့ FSR စီမင်းတွေကဥရောပပြိုင်ပွဲတွေကိုတက်ရောက်မှုရှိပေမဲ့လည်းအင်္ဂလန်ပရီးမီးယားလိမှာကတော့သူတို့ရဲ့ကိုယ်ပိုင်ဗန်နန်ရေးစီမင်းဖြစ်တဲ့ Profit and Sustainability Rule PSR ရှိပါတယ် PSR က3နှစ်တာကာလမှာပေါင်105တန်းယူရို125တန်းကဆုံးရှုံးတာကိုခွင့်ပြုထားပြီးတော့ FSR စီမင်းတဲ့ဆုံးရှုံးမှုကိုအဓိကထားအာရုံစိုက်ပါတယ် PSR စီမင်းကိုပေါင်ပြခဲ့ကြတဲ့ Everton နဲ့ Nottingham Forest အသင်းကတော့မကြသေးခင်ကအရမတ်ပြတ်တောက်တဲ့ပြည်ထောင်ကိုခံခဲ့ရပါတယ်အဆက်အသွယ်နဲ့ပတ်သက်တဲ့ဝေဖန်မှုတွေကတော့ FSR ကဝင်ငွေများတဲ့အသင်းကြီးတွေကိုအကျိုးပြုပြီးတော့ဝင်ငွေနဲ့တဲ့အသင်းတွေကိုအခွင့်အလမ်းကန့်သတ်တယ်လို့ဝေဖန်ကြတာရှိတယ်လို့မျိုးပဲစီမင်းတွေကရှုပ်ထွေးပြီးတော့တသက်မှတ်တယ်မဟုတ်ဘူးလို့လည်းထောက်ပြကြပါတယ်ကလပ်သေးပိုင်ရှင်တွေကိုသူတို့ရဲ့ကိုယ်ပိုင်ဝင်ငွေနဲ့ရင်းနှီးမြှုပ်နှံတာကိုလည်းကန့်သတ်ထားပါတယ်ဥပမာမန်စီးတီးအသင်းက2014ခုနှစ်မှာ FSR စီမင်းပေါက်ပြတဲ့အတွက်ကြောင့်တန်ချင်းနဲ့ကစားသမားစင်းကန့်သတ်ချက်တွေခံခဲ့ရပေမဲ့လည်း2015ခုနှစ်မှာဗန်နန်ရေးချင်းတွေတိုးတက်လာတာကြောင့်ပြည်နယ်အချို့ကိုပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်2019ခုနှစ်မှာ UEFA ကနေပြိုင်ပွဲကနေပိတ်ပင်ခံခဲ့ရပေမဲ့2020 Court for Arbitration for Sport မှာပိတ်ပင်မှုကိုဖယ်ရှားခဲ့ပါတယ်ဥပမာအနေနဲ့ PSG တင်ကကြီးမားတဲ့ပြောင်းရွှေ့ခြင်းနဲ့လစာတွေကြောင့် FSR ရဲ့ဆုံးဖြတ်စစ်ဆေးတာကိုခံခဲ့ရပေမဲ့လည်းစပွန်ဆာငွေတွေနဲ့မျှချီညီအောင်ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါတယ်ဒီကိုကျောင်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ UEFA ရဲ့ Financial Sustainability Regulation FSR ခေါ်ရခင် FFP က2009ကနေစပြီးတော့တည်တည်သားပြောင်းလဲလာခဲ့ပေမဲ့2022ပြင်ဆင်မှုတွေက square cost ratio တွေဆုံးရှုံးမှုခွင့်ပြုချက်တွေနဲ့တင်ကျပ်တဲ့ကြီးကြပ်မှုတွေကိုပြဋ္ဌာန်းခဲ့ပါတယ်2025-26မှာ80% scope cost ratio ကိုပြောင်းလဲမှုနဲ့ပြောင်းရွှေ့ကြေးတွေ sponsor တွေပေါ်မှာတင်ကျပ်တာတွေက UEFA ရဲ့ဗန်နန်ရေးတည်တံ့မှုအပေါ်မှာထားတဲ့ကတိကဝတ်ကိုပုံပြပေးမယ်လေဥပဒေဆိုင်ရာအငင်းပွားမှုတွေနဲ့ကလပ်အချို့ရဲ့ကလင်ကျင်းတွေကစိတ်ခုံမှုအဖြစ်နဲ့ရှိနေတော့မှာပဲမနမလုံးလောကမှာအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ငွေကြေးပမာဏကြီးကြီးမားမားသုံးစွဲတာတွေကိုတွေ့နေရပါမယ်လေ FSR စီမင်းပေါ်လာပြီးတဲ့နောက်မှာတော့ကလပ်တွေနေတဲ့သူချတဲ့နီလန်းတွေကိုအသုံးပြုလာတာမျိုးလည်းရှိပါတယ်ပရိသတ်တွေအနေနဲ့ FSR စီမင်းနဲ့ပတ်သက်ပြီး comment မှာဝင်ရောက်ဆွေးနွေးပေါ့လဲဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်